ဘာတွေအားလုံးမင်္ဂလာပါကဲမနေ့ကဆရာဆက်ခွက်ထဲမှာမနက်ခင်းကိုတဲထုတ်တာရယ်နော်ကဲဒီနေ့လေဆရာဘော်ဒါတွေအတွက်25ရက်4လ2025မှာဘော်ဒါတွေအတွက်ဆရာကောင်းကနေပြီးတော့ဒီနေ့တော့17ခွက်ထုတ်ပေးထားပါတယ်နေကုန်ပါနေကုန်ထိုးရပါမယ်တဏီကုန်25ရက်4လ2025စာတဏီကုန်ထိုးရပါမယ်နော်မပေါက်မရှိပေါက်ပါတယ်နော်ကဲဒီနေ့ဆရာပေးမယ့်17ခွက်ကဘာတွေဖြစ်မလို့ကြည့်အောင်4ခု9ခု2 5 20 2 1 2 3 2 6 2ခု2 8 5ခု3 9ခုကဲဘော်ဒါတွေထုံးစံအတိုင်းတဏီကုန်စာတို့ထိုးပါတနည်းလုံးစာပါနော်ကဲဘော်ဒါတွေထဲမှာကပေါက်ပါစေအလုံးတန်းနေလုံးလိုက်ပါစေကကြီးသုံးပါပေးမှာကင်းဝေးပါစေဘေးရန်နေအများကင်းရှင်းပါစေကျွန်တော်ရဲ့ channel လေးကိုလည်းဘော်ဒါတွေလိုက်ရန် subscribe လုပ်ထားပေးကြပါနေ့စဉ်အသစ်တော့ season နေနဲ့ဘော်ဒါတွေစီကိုလာခဲ့ပါမယ်ကျွန်တော်ရဲ့ channel လေးကိုလိုက်ရန် subscribe လုပ်ထားပေးကြပါအားလုံးကျေးဇူးတင်ပါတယ်